ဒီလိုမျိုးအင်ဂျီတွေကိုဖြစ်တယ်လို့ဆွဲရကနေပြီးတော့တသက်ရက်ဆွဲတအောင်လို့သင်ပေးမယ်ဆိုရင်စိတ်ဝင်စားလားဒီလိုမျိုးဆွဲတာကို technical flat drawing ဆွဲတယ်လို့ခေါ်ပါတယ် flat drawing ကိုချိုးစောင်းမှန်မှန်ကန်ကန်နဲ့ဆွဲတက်တယ်ဆိုရင်ရလာမယ့်အကျိုးကျေးဇူးတွေက client နဲ့အထည်ညှိနှိုင်းရမှာ design ညှိနှိုင်းပြီးတော့ ready to wear တွေထုတ်ရမှာ tag back တွေလုပ်တဲ့နေရာမှာ garment construction အတွက် pattern တွေထုတ်ရမှာအများကြီးပို့ပြီးတော့လွယ်ကူစေပါတယ်ဆက်ချုပ်တတ်တဲ့လူတွေအတွက်ဆွဲတက်ရင်အလုပ်ကိုပို့ပြီးတော့ professional ပို့ပြီးဆန်စေပါတယ်စမချုပ်တက်လို့အထည်အချင်တဲ့လူတွေအတွက်ကကြတော့ကိုကြိုက်တဲ့ design ကိုပြပြီးတော့မှဆက်ဆိုင်ဖို့အဲ့ရတာဖြစ်တဲ့အတွက်ကိုကြိုက်တဲ့ design ရတာကအားသာချက်ပါဒါကြောင့်မို့ဒီ flat drawing class တင်တဲ့ကိုဆက်ချုပ်တက်တဲ့လူတွေရောမတက်တဲ့လူတွေရောတက်လို့ရပါတယ် Telegram online class group က88,000ပါအပြင်သင်တန်းကြီးကကြတော့38,000ပါအပြင်သင်တန်းကာလက3ရက်ပါပုံမှန်သင်တန်းချိန်ကတော့စနေတနင်္ဂနွေ2ရက်တင်ပါတယ်အဝေးကနေလာပြီးတော့တက်မဲ့လူတွေအတွက်1ရက်ထဲကိုပဲ3ချိန်ယူပြီးတော့မှတင်လို့လည်းရပါတယ်1ရက်တည်းနဲ့အပြီးလည်းတင်ပေးပါတယ်တင်ရှင်တဲ့အချိန်ကို Telegram Fashion MTY နဲ့86မှာလာပြီးတော့ညှိနှိုင်းပြီးတော့မှစာရင်းပေးထားပြီးတော့လာတက်လို့ရပါတယ်အချိန်တိုလေးအတွင်းမှာတင်သွားတဲ့တင်တန်းသူလေးတွေရဲ့လက်ရာကိုတင်ပေးထားပါတယ်ယူလာရမယ့်ပစ္စည်းတွေက A4 ခဲတံခဲပြတ်ဘောပန်အမဲပေတံပေကွေးအသေးဒါမှမဟုတ်စဝိုင်းကပ်ပဲဥကပ်ရှိတာယူလာခဲ့မယ်ရောင်စုံကရှိတာယူလာခဲ့မယ်ရောင်စုံခဲတံဒါမှမဟုတ်မာကာပေါ့နော်မာကာရှိရင်တော့မာကာအကောင်းဆုံးပဲအဲ့ဒါယူလာခဲ့မယ်တင်တန်းလိပ်စာကကြတော့မန္တလေးအောင်မြေသာဆန်မြို့နယ်ထဲမှာပါမြောက်ပြင်ဘက်မှာပါလမ်း80ကနေလာမယ်ဆိုရင်တာပါမော်တက်ပြီးတော့မှ2လမ်းနဲ့ဝင်ခဲ့ရမှာပါ16လမ်းနဲ့လာမယ်ဆိုရင်96လမ်းကနေပြီးတော့3လမ်းနဲ့ကိုယ်ဝင်ပြီးလမ်းကြားထဲမှာဝင်ခဲ့ရမှာပါအိမ်တင်တန်းဖြစ်တဲ့အတွက်စိုင်းပုံမတက်ထားပါဘူးလိပ်စာရှာမတွေ့ဘူးဆိုရင်ဖုန်းဆက်ပါတင်တန်းတက်ချင်တယ်ဆိုရင် Telegram Fashion MTY နဲ့86ကိုဆက်သွယ်ပြီးတော့မြန်မြန်အနံလို့ရပါပြီ